ကဲအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်လည်းမတွေ့ရတာကြာပြီပေါ့နော်အာအခုဒီဗီဒီယိုကတော့ပေါ့နော်အဓိကတော့မျက်မြင်ကွန်ပျူတာအသုံးပြုတဲ့လူတွေအတွက်ပေါ့နော်ပုံမှန်ဆိုတော့ကျွန်တော် YouTube မှာတင်တယ်နောက်ပိုင်းကကျွန်တော်ဒီသူ့ရဲ့ဒီဟို trending ရပေါ့နော်TikTok ပေါ်မှာလည်းကျွန်တော်နည်းနည်းတင်ပေးဖို့ရှိတယ်ပေါ့နော်ဆိုတော့ YouTube မှာဆိုလို့ရှိရင်တော့ဒီ MVDA နဲ့သက်ဆိုင်သောအကြောင်းအရာများဆိုတော့ကျွန်တော် YouTube က playlist ထဲမှာထည့်ပေးထားမယ်ပေါ့နော်အသုံးဝင်သော MVDA အတော်များဆိုတော့ခေါင်းစဉ်နဲ့ပေါ့နော်ဆိုတော့ဒီကောင်ကျတော့ Advanced Explorer ပေါ့နော်သူကဒီအာဘယ်လိုပြောမလဲဒီအရင်တော့ဒီ favorite folder ဆိုတဲ့ပုံစံမျိုးလေးနဲ့နည်းနည်းတူတယ်ပေါ့နော်အရင်တော့ဒီအသုံးဝင်သော MVDA အတော်များဆိုတော့ဟိုမှာဆိုလို့ရှိရင်တော့ဒီ favorite folder ဆိုတဲ့ add-on လေး MVDA add-on တစ်ခုရှိတယ်သူကြတော့ကွာကိုသုံးနေကြ folder တွေကို favorite လောက်ထားတဲ့ပုံစံမျိုးပေါ့နော်ဟာရောက်ရင်ဘာလာပေါ့နော် Desktop lit reset. NVDA AxiCap Microsoft Shiat A Audio Shelf A Advanced Explorer Diana 2532. ဒီဟာပေါ့နော် Okay အဲ့တော့ဟိုဟာကျွန်တော် install လုပ်လိုက်မယ်နော် Add-on installation what installing app ဝင်ပေးလိုက်ရနော် restart NVDA. No yes but space press နော် restart ပေးလိုက်မယ်ဆိုတော့ဒီကောင်လေးကကြတော့နည်းနည်းထူးခြားမှုလေးနည်းနည်းရှိတယ်ပေါ့နော်ထူးခြားမှုလေးတွေဆိုတော့ loading NVDA please wait သူရဲ့အာသာချက်ကလေးရှိတယ်ပေါ့နော်အာသာချက်ကလေးကဘာလဲဆိုတော့ဒီ zip file ဟိုလောက်တာပေါ့နော် zip file အသုံးပြုတဲ့ဟာမှာလည်းဒီကောင်ဟိုလောက်တယ်နောက် notepad တွေပါဆိုလို့ရှိရင်ကွာအဲ့လိုတခါတည်းကို folder အလွတ်ထဲမှာ notepad file လေးထည့်ချင်လို့တန်းထည့်လို့ရတယ်လေနော်အဲ့တော့ကျွန်တော်ဒီမှာကြည့်အောင်ပေါ့နော်ဆိုတော့သူကကျွန်တော်ဒီ add-on လေးကိုကျွန်တော်ရဲ့ဒီ Telegram channel မှာလည်းတင်ပေးထားမယ်ပေါ့နော်အဲ့တော့ဒီ description မှာ link ထဲကနေဝင်ပြီးတော့မှကျွန်တော် Telegram မှာသွားယူပေးကြပါနော်ဒီဟိုပေါ့ description ပေါ့နော်ဒီ TikTok ရဲ့ description မှာလည်းကျွန်တော်ရဲ့ကိုကြီးကျသူ Telegram channel link ကိုချပေးထားမယ်ရလားမရလားတော့မသိဘူးဗျာကျွန်တော်လည်းနောက်ပိုင်း TikTok ကတိတ်မသုံးတော့လေYouTube ကတော့ကျွန်တော်ဟို link ဟို comment မှာကျွန်တော်ပင်ထောက်ပေးထားမယ်ပေါ့နော်channel link လေးကိုဆိုတော့ okay အဲ့တော့ဒီမှာကျွန်တော် add-on install လုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ NVDA menu menu ခေါ်တယ်ပေါ့နော် Preferences sub menu P Tools sub Preferences sub menu Preferences sub menu မှာ input gesture တော့ကျွန်တော်သွားတယ်ဘာလို့ဆိုတော့သူ original ပေးထားတဲ့ shortcut တွေကအဆင်မပြေဘူးကွာသိလားအဲ့တော့ input gesture တော့သွားလိုက်ပြီဆိုရင် M နှိပ်မယ် miscellaneous collapse 10 of 23 level 0 miscellaneous ပေါ့နော်အထွေထွေပေါ့အဲ့မှာ collapse ဖြစ်နေ right arrow တစ်ချက်နှိပ်လိုက်မယ်ဒါမှမဟုတ် enter ခောက်ပေါ့နော် taskbar ဟာရောက် Views and interests win မှာ right arrow နှိပ်ရမှာ sorry NVD preferences subset input gestures dialog M miscellaneous collapse မှာ collapse ဖြစ်နေပေါ့နော်စုနေကျွန်တော် right arrow နှိပ်လိုက်မယ် expanded 20 level 1 archive file or folder collapse 1 of 23ဒီမှာ archive file or folder ပေါ့နော်အဲ့ဒီအချက်လေးကလည်းဒီအဲ့ဒီဟိုဟာ trick လေးကလည်းတော်တော်မိုက်တယ်ပေါ့နော်ကျွန်တော်ပုံမှန်ဆိုလို့ရှိရင်တော့ဒီ zip တွေဘာတွေဟိုလောက်တဲ့ဟာကတော်တော်လေးဟိုအများအားမကြ zip ချုပ်တတ်တဲ့လူတွေပေါ့နော်folder တွေ file တွေ zip ချုပ်တတ်တဲ့လူဆိုတော့ဒီ add-on က Windows ရဲ့ default ဟိုနဲ့သူက zip တန်းချုပ်ပေးသွားတာကွာRA တွေတော့မဟုတ်ဘူးပေါ့နော်တာမန်ကျွန်တော် default zip ပေါ့နော်အဲ့ကောင်လေးတုံးလို့ရမယ်ကွာ begins interaction create a new file collapse 3 of cycles through the event move the navigator object and move the navigator move the open the file in the notepad collapse 13 of 23 ဒါ level 1 notepad ပေါ့နော် notepad ဟိုဒီကောင်သူ့ရဲ့ function ကိုကျွန်တော်ပြောပြပါပေါ့နော်သူက၄ခုလား၅ခုလားမသိဘူးပါတယ်ဒါပေမဲ့ကျွန်တော်၃ခုလောက်ပဲဟိုဖြစ်သွားမယ်ပေါ့နော် open the file in the notepad collapse 13 of 23 level 1 notepad ဆိုတဲ့ဟာတစ်ခုရှိမယ် open the file or a folder in VS Code collapse 14 of သူက 23 VS Code ပေါ့နော် VS Code ဒီကတော့ကျွန်တော် programming သမားတွေအတွက်ပို့စစ်ပြင်မယ်ထင်တယ်ကျွန်တော်တော့မသိဘူး open explorer 15 of 23 level 1ဒါက open explorer ပေါ့ open နော် save folder open explorer 15 of 23 level 1သူက open explorer ဆိုတာကသူကဒီ favorite folder လောက်တယ်ဆိုတော့ဒီမှာကျွန်တော်ပြောပြသွားမယ့်ဟာက zip ချုပ်တဲ့ဟာပေါ့နော် shortcut လေးနှိပ်လိုက်အောင်နဲ့ zip ချုပ်ပြီးသွားတဲ့ဟာရှိမယ်ကွာသိလားပြီးကြလို့ရှိရင်ကျွန်တော်တို့ explorer ပေါ့ favorite folder ပေါ့အစောပိုင်းကျွန်တော်ပြောခဲ့တဲ့ favorite folder လောက်တဲ့ဟာလေးတစ်ခုရှိမယ်ကွာပြီးကြလို့ရှိရင်အဲ့လိုမျိုး notepad ဟွာလောက်တဲ့၃ခုပြောပြသွားမယ်ကွာကျန်တဲ့ဟာတော့ကိုယ့်ကိုစမ်းကြည့်ပါနော်သူကခုန VS Code တွေပါပါတယ်အဲ့ကောင်ကတော့ကျွန်တော်မသုံးဘူးပေါ့နော်ကျွန်တော်အခုဒီမှာလုပ်ပြအောင်မှာ၃ခုဆိုတော့ဒီကိုယ့်ရဲ့ NVDA menu တဲ့ preferences တဲကgesture ထဲမှာကျွန်တော် miscellaneous ထဲမှာတွားဝင်ပြီးတော့ကျွန်တော်အခု show နေတာပေါ့ကွာအဲ့တော့ဟုတ်ပြီ move the navigator up arrow နဲ့တက်သွားမယ်နော် cycle create a new begins archive levels input collapse level 1 archive file or folder collapse 1 of ဒီမှာ 23 archive file or folder ပေါ့နော် file နဲ့ folder တွေ archive လောက်တာပေါ့နော် zip ချုပ်တဲ့ဟာကိုဟိုလောက်တယ်ကျွန်တော် right arrow တစ်ချက်နဲ့ပဲဒါက advanced explorer MVDA add-on ထည့်ထားလို့ဒီမှာပေါ်နေတာပေါ့နော်တကယ်လို့ဒါဒီကောင်မထည့်ထားလို့ဆိုရင်တော့ဒီဟာပေါ်မှာမဟုတ်ဘူးပေါ့နော်အဲ့ဒါလေး expanded one item expanded ဖြစ်သွားပြီ right arrow နှိပ်နေ download စစ်မယ် level 2 NVDA plus shift plus CTRL plus 0 keyboard all layouts 1 of 1နောက်ဒီမှာ all layout ပေါ့နော်ဒီဟိုက level 2 NVDA plus shift plus CTRL plus 0 keyboard all layouts ဒါကကျွန်တော်ဟိုသူ့ပုံမှန်ဆိုလို့ရှိရင်ကွာဒီကောင်ကဟိုလေဒါကျွန်တော်အစောပိုင်းမှာဟိုလောက်ထားတယ်သူ့ရဲ့ original ဆိုလို့ရှိရင် NVDA နဲ့ Windows နဲ့
တခြား key တွေနဲ့ကွာသိလားသူ default ပြောပြနော်ဒါကကျွန်တော်အစောပိုင်းမှာဟိုလောက်ထားလို့ကွာသိလားသူ key gesture ပေးထားလို့ကွာသိလားအဲ့လိုမျိုး MVD ရဲ့ shift ရဲ့0ရဲ့ပေးထားပါเนาะဒါကျွန်တော်ပေးထားတဲ့ဟာเนาะအဲ့ဒါပေးတာတော့ဒီမှာ remove button alt plus R tab ခုံပြီး remove ပေါ့เนาะ remove ပြီးသွားပြီဆိုလို့ရှိရင် reset to fact remove button reset to factory defaults button alt plus D ဒါ reset to factory default ပေါ့ remove เนาะ button alt plus R တကယ်လို့တကယ်ချင်းနေနဲ့ဟိုလောက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ remove လုပ် reset to factory default လုပ်ပြလိုက်ပါ reset เนาะ gestures dialog are you sure you want to reset all gestures to their factory defaults yes button alt plus Y no button alt plus N ဒါအားလုံးများဖြစ်သွားမလားမသိဘူးရောက် yes button alt plus no button alt plus N spit input gestures dialog okay button reset to factory remove button alt space press unavailable preview level 1 archive file or folder expanded 1 of 23 ဒီမှာ begins interaction with match content level 0 miscellaneous expanded level 1 archive file or folder expand add button alt plus A ဒီမှာ add button ဖြစ်သွားเนาะကျွန်တော် add နှိပ် space လိုက်မယ် press unavailable preview level 2 enter input gesture 1 of 1ဒီမှာ control shift 0ကျွန်တော်နှိပ်လိုက်မယ်เนาะ context menu เนาะ control shift 0 down arrow ဆက်မယ် NVDA plus shift plus 0 laptop keyboard N ဒီမှာ laptop ကျွန်တော် laptop သုံးတဲ့အတွက်ဒီမှာ all layout လည်းသုံးလို့ရတယ်မှာကျွန်တော်မှာ input gestures dialog preview NVDA plus shift plus 0 laptop keyboard 1 of 1 left remove reset OK button space taskbar ဟုတ်ပြီအဲ့တော့ကျွန်တော်ကဒီဟိုလောက်တဲ့ဟာကတော့ကိုယ့်ကိုတုံးကြည့်ကြပါเนาะခုနကျွန်တော်ပြောတဲ့ NVDA ရဲ့ဒီ advanced explorer ကိုထည့်ပြီးသွားပြီဆိုလို့ရှိရင်NVDA menu တွေက preferences တဲက input gesture ထဲမှာဆိုလို့ရှိရင် M နှိပ်ပြီးတော့ miscellaneous ကို expand လုပ်လိုက်ပါเนาะ miscellaneous ရောက်ရင် right arrow တစ်ချက်နှိပ်ပြီးတော့မှ down arrow ဆင်းသွားလိုက်ပါเนาะအဲ့မှာ archive file and folder တို့ဘာလို့ရှိတယ်အဲ့ကောင်ကတော့ခုနပြောတဲ့ဒီဟို zip တွေပါချုပ်တာပေါ့เนาะ file တွေ folder တွေ zip ချုပ်တာပြီးကြလို့ရှိရင်ဒီ open notepad ဆိုတာရှိတယ်ကွာအဲ့ဒီကောင်လေးကလည်းတစ်ခုပေါ့အဲ့မှာခုနပြောသလိုမျိုးadd tab ခုံပြီးတော့မှဟို add တွေပါနှိပ်ရတာပေါ့เนาะ tab ခုံရင်ဒီက right arrow တစ်ချက်နှိပ်ရသေးအဲ့ဒါမှသူပေါ်တာပေါ့เนาะအဲ့တော့ဟုတ်ပြီကျွန်တော်ပြန်ပြပေးမယ်เนาะ NVDA menu preferences setting input gestures N input gesture ပေါ့เนาะ input gestures dialog M နှိပ်လိုက်မယ် miscellaneous collapse 10 of 23အနောက်က collapse ဆိုတဲ့ဟာကကျွန်တော်တို့ဒီတေချာနားထောင်အောင်ပါပေါ့เนาะ collapse ဆိုလို့ရှိရင်ဒီကောင်ကဟိုချုပ်နေတာပေါ့เนาะကျွန်တော်ဖြန့်ချမယ် expanded 23 expanded item ပေါ့เนาะ right arrow level 1 archive file or folder collapse 1 of 23ဒါကျွန်တော်လုပ်ပြီးသားဒါလည်း collapse ဖြစ်နေ right arrow နှိပ်မယ် expanded 1 item one item တော်လား level 2 NVDA plus shift plus 0 ဒါ laptop ခုနကျွန်တော် keyboard ပေးခဲ့တဲ့ဟာပေါ့เนาะ level 1 begins interact create a new cycle move the navigateဒါ move theမဟုတ် navigate move the move the move the move 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 open the file in the notepad collapse 13 of 23 ဒီမှာ level open the 1 file and notepad ဆိုတာ collapse ဖြစ်နေ right arrow နှိပ်ချလိုက်မယ် expanded ဒါ 1 လို့ item ဆင်းမယ် level 2 NVDA plus shift plus CTRL plus 8 keyboard all layouts 1 of 1 နော်ဟို level 2 NVDA plus shift plus CTRL plus 8 keyboard all level 2 NVDA plus shift plus CTRL plus 8 keyboard all layouts 1 control shift 8ဖြစ်နေတယ်လားနော် control shift 8ဖြစ်နေနော်အဲ့ဒါဆိုလို့ရှိရင်အမှန်သူ original ကျွန်တော်ပေးထားတာ control ရဲ့ shift ရဲ့ဟိုဟာ MVD ရဲ့3ခုပေါ့နော်ဒီ3ခုပေးတာကျွန်တော်အပွားဟာလေးပြန်ပေးမှရ level move the cycle create and begins at level 2 level 1 archive file level 1 archive file or folder expanded 1 of level 2 NVDA plus shift plus 0 laptop keyboard 1 of 1 control ကြံခဲ့နော်ဒီမှာ MVD shift plus 0ဖြစ်နေကျွန်တော် remove button alt plusပေးလိုက်မယ် space pressed unavailable preview level 1 archive file or folder expanded 1 of begins interaction with match archive file or folder expanded 1 of 20 tab ခုံမယ် add button alt plus A ဒီမှာ add လုပ်မယ်နော် add လုပ်မယ်ဆိုတော့ကျွန်တော်အဲ့ဒါခေါက်လိုက်မယ် unavailable preview level 2 control ရဲ့ shift ရဲ့ MVD ရဲ့0ရဲ့ context menu NVDA plus shift plus CTRL plus 0 laptop keyboard input gestures dialog preview end level create cycle through the available move the nav move the open the file in the notepad move open the file in the notepad expanded 13 of 23 open the file in the notepad ပေါ့နော် level 2 NVDA plus shift plus CTRL plus 8 keyboard all layouts 1 of 1 MVD ရဲ့ shift ရဲ့ control ရဲ့ number 8ပေါ့နော် level 1 open the file or folder in VS Code collapse 14 of VS Code ကတော့ကျွန်တော်မထည့် open တာဘူး Explorer 15 of 23 level 1 open save open Explorer 15 of 23 level 1 open saved folders collapse open Explorer 15 of 23 level 1 open saved folders collapse 16 of 23 ဒီမှာ level 1 open save ပေါ်တာပေါ့နော် open saved folders collapse 6 expanded 1 item level 2 NVDA plus shift plus CTRL plus 9 keyboard all layouts 1 of 1 level 2 NVDA plus shift plus CTRL plus 9 keyboard all MVD layouts ရဲ့ 1 of 1 shift ရဲ့ control ရဲ့9ရဲ့ကျွန်တော်ပေးထားတာပေါ့နော်ဒီကလို့တကယ်ချင်းတွေဟိုဖြစ်တဲ့ညမှာသူ့ original default ဆိုရင် MVDA နဲ့ဒီ window key နဲ့ကွာအဲ့လိုတခြား key တွေနဲ့ဆိုတော့ကျွန်တော်တော့မကြိုက်ဘူးအဲ့ဒါကြောင့်မလို့ပြောင်းလာတာခုနပြောသလိုတကယ်ကိုကဖြုတ်ချင်တယ်ဆိုရင် tab ခုံရမယ် remove button alt plus R remove ရှိတယ်ပေါ့နော် remove ဆိုလို့ရှိရင်အဲ remove လုပ်ပြီးတော့မှ tab ပြန်ခေါ်ရင်တော့ add ဆိုတာပေါ်မယ်အဲ့ဒီခါကျလို့ရှိရင်တော့ key ကိုနှိပ်ထိုက်လိုက်ပေါ့နော်ဒါကတော့ဟို MVDA gesture လောက်တာပေါ့ဆိုတော့ဒါလုံးဝ beginner တော်တော်လေးကိုတိတ်မတုံးတတ်ဘူးပေါ့နော်နည်းနည်းပါဟိုကွန်ပျူတာလေးကိုရွှေ့ယုံဟိုရမ်းယုံလောက်ပဲနည်းနည်းပါဟိုလုပ်ဒီလုပ်လောက်ပဲလုပ်တတ်သေးရဆိုတော့တိတ်မလုံးနဲ့ပါဆိုတော့ gesture တွေကအဲ့လိုတိုင်ပတ်သွားလို့ရှိရင်တကယ်တော့အဆင်မပြေဖြစ်မှာဆိုတော့ level open Explorer 15 of 23 level 1 add button alt preview open Explorer 15 of 23 open level 1 explorer ကွာဒီကောင်ကတော့တစ်ခါမှမထည့်ရသေးဘူး add button alt plus A ထည့်ကြည့်အောင်ပါကွာ space pressed unavailable preview level 2 enter input gesture 1 of 1 အဲ့တော့ control ရဲ့ shift ရဲ့ MVDA ရဲ့ context menu NVDA plus shift plus CTRL plus 6 laptop keyboard N control shift MVDA နံပါတ်6ပေါ့
NVDA plus shift plus CTRL plus 6. Keyboard. All layouts. N. all layout NVDA plus shift plus CTRL plus 6. Laptop keyboard. Yo, wow. Input gestures. Dot filter. Cancel. OK. But. okay ပြ Taskbar. လိုက်မယ် okay အဲ့တော့ဒါတော့ကျွန်တော်ရမ်းကြည့်မယ်ကွာရမ်းကြည့်မယ်ဆိုတော့ဒီမှာဟာရော Caps lock on. A. Caps lock off. Audio A. Audio show. အဲ့တော့ Run ကျွန်တော် dialog. က D. Colon. Text desktop list. Off data. Level 2. J. Items view F. A. Anatomy text 2 of 2. ဒီမှာ anatomy text ဆိုတဲ့ဟာဒီမှာဟိုရှိရကွာသလား Chapter 1 1 of 5. chapter 1ပေါ့နော်အဲ့တော့ဒီဟာတွေကို Chapter ကျွန်တော် 1.2. Chapter 1. ဒီမှာကျွန်တော် file လေး3ခုရှိတယ်ကွာသလား Chapter 1.3. Human body systems. .txt 3 of 3. သူက file တစ်ခုချင်းစီဆိုလို့ရှိရင်သူက select လုပ်တဲ့ဟာကိုပဲလုပ်မှာကွာသလား folder ဆိုလို့ရှိရင် folder like ကိုကျွန်တော် select လုပ်ပြီးတော့မှ select လုပ်ဆရာမလို့ folder ကိုထောက်ပြီးတော့မှကျွန်တော်တို့ဟိုလုပ်လိုက်တယ်ဆိုတော့ zip ဖြစ်တယ်ကွာဥမာအခုဒါတစ် file ပေါ့နော် Chapter 1.1. Human body parts. .txt 1 of 3. နော်ဒီကောင်ကတော့သူ select လုပ်တဲ့တစ်ခုကိုပဲဟိုဟာသူ zip ချုပ်ပေးတာဖြစ်တဲ့အတွက်အခုဒီမှာကျွန်တော် chapter 1.1 ဆိုတဲ့ဟာလေး Chapter 1.1. Human body parts. .txt 1 of 3. ဒါဟိုဟာပေါ့ text file လေးတစ်ခုပေါ့နော်အဲ့တော့ကျွန်တော် control shift mvda 0 Filer folder archived successfully. Chapter 1.1. Human body parts. .zip 2 of 4. ဟောဒီမှာတို့လာ zip ဖြစ်သွားတယ်နော်ဒါကဒီထဲမှာဆိုလို့ရှိရင်ခုန chapter 1.1 ဆိုတဲ့ file လေးတစ်ခုပဲရှိမှာအဲ့တော့ကျွန်တော်တို့ကဒီ folder တစ်ခုဒီ file နဲ့အများကြီးကိုဟိုလုပ်ချင်တော့ folder ကိုထောက်ပြီးတော့မှကျွန်တော်တို့နှိပ်မှရမှာပေါ့နော် Chapter 1.1. Human body parts. .zip. Prop. No yes but space. ဖြတ်လိုက်မယ်နော်ဟုတ်ပြီကျွန်တော်က Chapter 1 1 of 5. ဒီမှာ Chapter 2 2 of 5. Chapter 3 3 of. Chapter 4 4 of 5. ဒီမှာ chapter 4ပေါ့နော် chapter 4ထဲမှာဆိုလို့ရှိရင်ဒီမှာ Chapter 4.3.txt. Chapter 4.4. Chapter 4.5. Chapter 4.6. chapter 4.6 ထိရှိတယ်ဟုတ်ပြီအဲ့ဒါကိုကျွန်တော်ဘတ်ထွက်လိုက်မယ်နော် Chapter 4 4 of 5. ဒါ chapter 4ဆိုတဲ့ folder လေးအဲ့ folder နေရာမှာခုနအထက်က file တွေအကုန်လုံးလိုချင်တာဖြစ်တဲ့အတွက်ဒီမှာ folder လေးကိုကျွန်တော် select ရွေးထားပြီးတော့မှ control shift mvda 0 Filer ပေါ့နော် folder archived successfully. Chapter 4 4 of 6. Chapter 5 5 of 6. Chapter 4.zip 6 of 6. chapter 4 chapter 4ပေါ့နော် Chapter 4.zip 6 of 6. chapter 4 zip ဆိုတဲ့ဟာလေးကဒီမှာ zip ဖြစ်သွားပြီပေါ့နော်အဲ zip ဖြစ်သွားပြီဆိုလို့ရှိရင်ဒါက zip လုပ်တဲ့ဟာပေါ့နော် Yes button no space. Press ဟုတ်ပြီ anatomy text အဲ့တော့ space. ကျွန်တော်တို့က Chapter 4. ဟိုပါပေါ့save folder ကိုကြည့်အောင်ပေါ့နော် save folder ဆိုတော့ကျွန်တော်တို့ကခေါ်ကြည့်လိုက်မယ်နော်ကျွန်တော် control shift mvda နဲ့ဘယ်လောက်လဲဆိုတော့9ပေါ့နော် Save folders list desktop. နော် Documents. Koichan software library. ဒီမှာကျွန်တော်ဟိုလုပ်ထားတဲ့ဟာပေါ့ Koichan နော် software library. A Nicrom download folder Telegram. ဒါဒီမှာကျွန်တော်လုပ်ထားတဲ့ဟာ Koichan နော် documents desktop. Documents. document Desktop. desktop တက်လာ Document. Koichan a Nicrom download folder. Save current delete folder button list. A Nicrom ဒီမှာ delete folder ရှိတယ်ကွာသလား delete save current folder button. ဒါ save current folder ဟုတ်ပြီအဲ့တော့ကျွန်တော်ကဒီမှာ folder တစ်ခုကိုကျွန်တော်ဟိုလုပ်မှာပေါ့နော် Play a game 11 of 30. ဒီမှာ playing game ဆိုတဲ့ folder ကိုကျွန်တော် favorite ထည့်မယ်ပေါ့နော်အဲ့တော့ဒါကိုကွန်ပျူတာရဲ့ဘယ်နေရာမှာမဆိုထည့်လို့ရတယ်ကွာဒီ column ရဲ့ဘယ် folder တွေကဘယ် folder တွေအဲ့လိုမျိုးဟိုးအတွင်းထဲအထိသွားကြမလို့ကွာသိလားအဲ့တော့ကျွန်တော်က playing game ဆိုတဲ့ဟာကိုကျွန်တော်ထည့်မယ်ပေါ့နော်အဲ့တော့ဒီ playing game ဆိုတော့ကိုထည့်ချင်တဲ့ folder တွေကိုဝင်လိုက်ပြီး control shift mvda 9ပေါ့နော်ဒါကျွန်တော်ပေးထားတဲ့ Save gesture folders list desktop. ကျွန်တော် tab ခုံရမယ် Save delete folder. Save current folder button. ဒီမှာ save current folder ကျွန်တော်နှိပ်အနားခေါက် Save လိုက် folder dialog. Enter the folder name edit multi-line play a game. ဒီမှာ playing game ဆိုတာအနားခေါက်လိုက်မယ်နော် Enter the save button. Save Save button. folders list.ဟုတ်ပြီ Save current folder button. Space save folder dialog. Enter the folder name edit multi-line play a game. Play a game. playing game Play a game selected. ဟုတ်ပြီ Enter the folder save button. Space save folders list desktop. Documents desktop. ဟုတ်ပြီအဲ့တော့ကျွန်တော် Taskbar desktop sound play ထားပါတော့ကျွန် run တော် dialog type the next C C column နဲ့ရောက်နေပဲထားပါတော့နော် C column နဲ့ရောက်နေဆိုလို့ရှိရင်ကျွန်တော်ကတခြားနေရာသွားကျင်တယ်ဆိုလို့ရှိရင်ကျွန်တော် D column နဲ့ကကျွန်တော် favorite ပေးထားတဲ့ကိုအေးချမ်းဆိုတဲ့ folder တွေသွားကျင်တယ်ဆိုလို့ရှိရင်ကျွန်တော် control shift mvda နဲ့9နဲ့နှိပ်လိုက် save မယ် folders document Koichan software library. တော့ကိုအေးချမ်း software library ဆိုတဲ့တဲ့ကိုကျွန်တော်ဝင်လိုက်တယ်ပေါ့နော် Items view Koichan. ဒီမှာဝင်သွားပြီနော် Koichan software library. တွေ့လား Console act portable ဒါ v3 ကိုအေးချမ်း software library တဲ့နော် console act အဲ့ဒါ window ဒါ shortcut နဲ့ဟိုကို favorite ဟိုတန်းသွားတာကွာသိလားအဲ့လို favorite folder ပုံစံမျိုးလောက်တာဒါလည်းဒီ feature လည်းအရင်မိုက်တယ်ပေါ့နော် desktop ဟုတ်ပြီအဲ့တော့ feature နှစ်ခုရှိပြီ zip ချုပ်တာရယ်ကျွန်တော်တို့ favorite folder ခေါ်တာရယ်ပေါ့နော် favorite folder သတ်မှတ်တာလည်းပြီးသွားပြီပေါ့နော်အဲ့တခုပြီးသွားကျွန်တော် notepad ကို show ကြည့်အောင်ပေါ့နော် notepad က PC manager 6P play a game 11 of 30. ဟုတ်ပြီအဲ့ထက်မှာကျွန်တော်ကnotepad က control shift mvda နံပါတ်8ပေါ့နော် Notepad dialog C users Koichan desktop play a game notepad. notepad ပေါ့နော်ဟုတ်ပြီကျွန်တော် Untitled notepad text editor edit multi-line blank. ကြည့်ကြ Play ည့် a game အောင် win. playing game Play မှာပါရှိတယ် WinRAR view O14 U O.U O42 O.zip WinRAR v O.zip tiny bunny 30 T access TC space shadows road win loco mo LCS IP heroes of hell hunt easy audio blood war
အဲ့ဆိုတော့ဒီမှာတစ်ချက်ကြည့်ရမှာဗျာ control Edit share selected နော် new folder. S S selection IMP E. Symbol 33 of 33. နော် Resource. sample ဆိုပြီးတော့ဟာလောက်တာအဲ့ဒီမှာကျွန်တော် control share number 8 ထည့်လို့ Notepad dialog cannot find the C. Users co iChan desktop simple items view.txt file. Do you want to create a new file? Yes button alt plus Y. Yes. Items view.txt note. ဟုတ်ပြီ Simple window. Items view selected. ဒီမှာ Items view.txt edit selected items view. Items view.txt. ဆိုလိုချင်တာကဗျာဒီ folder အသစ်တစ်ခုစောက်မယ် notepad file တစ်ခုထည့်မယ်ပေါ့နော်အဲ့ပုံစံမျိုးသုံးတာနော်ဒီမှာ Items view.txt edit selected item items view view. တော့ဒီမှာထားပါတော့ဒါက SIMPLE. Simple.txt 1 to 1. နော် sample ဆိုတဲ့ folder နော်အဲ့ဒါကျွန်တော်ပြန်လုပ်ပြမယ် 25 of 30s. Smart TS. Summarize S. Simple 33 of delete for taskbar. Desktop. ကျွန်တော် desktop ပေါ်မှာ folder တစ်ခုစောက်လိုက်မယ်ပေါ့နော် folder တစ်ခုစောက်လိုက် Edit မယ် selected new folder. အဲ့ဒါFOLDER folder 1 folder 133 of 33. နော် folder 1ဆိုပြီးတော့မှကျွန်တော်စောက်လိုက်တယ်အနောက်ခောက်ပြီးဝင်လိုက်တယ်အဲ့မှာကျွန်တော်တို့ကလိုအပ်လို့ဟုတ်ပြီဒီထဲမှာတော့ notepad file လေးတစ်ဖိုင်ထည့်မှရမယ်ဆိုလို့ရှိရင်ခုနကကျွန်တော် notepad file ခေါ်တဲ့နဲ့ control shift mvd ရေ number 8ပေါ့နော်ဒါကျွန်တော်ပေးထားတဲ့ gesture ပေါ့နော် Notepad dialog cannot find the C. Users co iChan des no but yes but no Yes, space.ပေးလိုက် Quick နော် access.txt notepad. ဒီမှာ Text quick editor multi access.ts သူပေးခြင်းတဲ့နာမည်နဲ့ပေးသွားကွာသူနောက်ဆုံး select လုပ်ခဲ့တဲ့ဟာနာမည်နဲ့ပေးသွားတယ်ဟုတ်ပြီကျွန်တော်က folder 1 window items ဒီ view မှာ list folder selected. 1နော် Quick access.txt quick access ကျွ unselected. န်တော် app2 နှိပ်လိုက်တာပေါ့နော်အဲ့တော့ quick access.txt မှာဆိုလို့ရှိရင်ကျွန်တော်က folder space text folder text quick access.txt 1 to 1. Folder text quick folder space text folder text.txt 1 to 1. နော် folder text.txt ဖြစ်သွားအဲ့လိုမျိုးသူက notepad file တစ်ဖိုင်ရှိထားရင်တော့သူကနောက်တစ်ဖိုင်ကိုထပ်ပြီးတော့ဟိုလုပ်လို့မရဘူးကွာသိလားအမ control shift ဟိုလောက်ထားမယ်ပေါ့နော် folder text.txt notepad text editor သူကအဲ့ဟိုအနောက်ခောက်ပြီးဖွင့်သလိုပဲသူပွင့်လာတာပေါ့နော်အဲ့လိုမျိုးပဲရှိတယ်ဆိုတော့အနောက်ခောက်ပြီးဖွင့်သလိုမျိုးပဲသူပွင့်လာဒီတိုင်းကတော့ဘာမှမထူဘူးဆိုလိုတဲ့သဘောကဒီ notepad file မရှိတဲ့ဟိုအလွတ်ထဲမှာ file မရှိတဲ့အလွတ်ထဲမှာတော့ဒီကောင်အဲ့လိုမျိုးလုပ်လို့ရတယ်ပေါ့နော်အဲဒီသဘောပါပဲ delete y ဆိုတော့ဒီဟို advanced explorer လေးကတော့မစိုးဘူးပေါ့နော်ခုနဒီ open explorer ဆိုတဲ့ဟာလေးကတော့ကျွန်တော်လုပ်ကြည့်အဲ့ဒါဖွင့်ကြည့်အောင်ပါကွာရော့ဘာဖြစ်လဲဘာမှမဖြစ်ဘူးဟာ 6 အဲ့တော့ရော့ကွာ YouTube how to uninstall YouTube အဲ့မှာသူ terminal ဟိုလောက်တာလည်းရှိတယ်ဆိုတော့ဟိုတုံးကြည့်ပေါ့နော်ရမ်းကြည့်ပေါ့အဲ့ဒီမှာသူနည်းနည်းလေးတော့ဟို miscellaneous ထဲမှာဟို gesture ထဲမှာသွားလို့ရတော့နည်းနည်းတော့ရှုပ်တယ်ကွာသိလားနည်းနည်းတော့ရှုပ်တာဖြစ်တဲ့အတွက်အဓိကတော့ဒီ feature လေး3ခုပေါ့နော် notepad file ဟိုစောက်တာရယ်favorite folder လောက်တာလေးရယ်နောက် zip ချုပ်တာပေါ့နော် zip ချုပ်တာလေး feature လေးကတော်တော်မိုက်တယ်ဒီတန်းနှိပ်လိုက်တာနဲ့တန်းပြီးတော့မှသူချုပ်ပေးတာပေါ့နော်အမှ application တွေထောက်ဘာတွေညာလောက်ဆရာလည်းမလိုဘူးကွာသူကိုထောက်တဲ့ folder နေတိုင်းပဲဒီကောင်ပေးသွားတာဆိုတော့တော်တော်လေးမိုက်တယ်ဆိုတော့အသုံးဝင်မယ်လို့ထင်တဲ့လူတွေသုံးကြည့်ကြပါတော့ဆိုတော့ကျွန်တော် YouTube မှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ကိုကြီးကျန်းသူ Telegram channel မှာတွားဖို့အတွက်ဒီဟို link ကိုYouTube မှာဆိုလို့ရှိရင်တော့ comment မှာပင်ထောက်ပေးထားမယ်ဒါတကယ်လို့ TikTok ကကြည့်နေဆိုလို့ရှိရင်တော့လည်းထုံးစံတိုင်း TikTok description ပေါ့နော်ဒါကတော့အသုံးဝင်တော့အသုံးဝင်သေးအောင်ဖြစ်မှာအသုံးဝင်တော့ MVD အတော်များပေါ့နော်ဒါကတော့ Advanced Explorer ဖြစ်ပါတယ်ကျေးဇူးပါဗျာနော်နောက်မှပဲပြန်တွေ့ကြတာပေါ့လေနော်